အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ပြသက်ရုံကိုရောက်နေပါတယ်ညနေကဆ iam မနဲ့အတူလမ်းလျှောက်ထွေရင်းနဲ့ကျွန်တော်တို့ပြသက်ရုံရှိဖျက်လျှောက်တော့ဆ iam မကတူကြိုက်တဲ့ပြသက်ဂျုံတင်ထားတယ်ဆိုပြီးတော့အဲ့ဒါကျွန်တော်ကိုကြည့်အောင်ပြောတော့ကျွန်တော်ဒါဆိုပြီးတော့ကောင်းချင်းခဲ့ပါတယ်ဒီလိုနဲ့ပြသက်ရုံကိုရောက်လာတယ်ပေါ့နော်အဲ့တော့ပြသက်ရုံကိုရုရှားလို theater လို့ခေါ်ပါတယ်ခင်ဗျာဒီနေရာမှာခင်းကျင်းထားတဲ့ပစ္စည်းတွေကတော့ပြသက်အဖွဲ့သားတွေအတွက်မဖြစ်မနေလိုအပ်တဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်ပစ္စည်းတွေကတော့1900ပတ်ချာလဲဝင်းကျင်ကပစ္စည်းတွေဖြစ်ပါတယ်ခင်ဗျာတနေ့နဲ့တနေ့ဖြော်ပြရေးသွားလာကြတဲ့အချိန်တွေမှာဒီပစ္စည်းတွေကိုယူဆောင်လေးရှိကြပါတယ်ပရိသတ်တွေကတော့ထိုင်ကုန်ပြေးနှီးပါရှိပါတယ်ခင်ဗျာပရိသတ်တွေကအများစုကအသက်အရွယ်ကြီးတဲ့သူတွေနဲ့လူလက်ပိုင်းတွေပုံများပါတယ်လူငယ်တွေကိုတော့တိတ်မတွေ့ရပါဘူးခင်ဗျာဒီလိုနဲ့ပြသက်ဆက်ခဲ့ပါတယ်ကျွန်တော်ကဖုန်းနဲ့မှတ်တမ်းတင်ဖို့လုပ်ပေမဲ့မှတ်တမ်းတင်ခွင့်မရှိပါလို့ပြောတဲ့အတွက်ကြပြဖုန်းလေးပြန်သိမ်းလိုက်ရပါတယ်ပြသက်လေးရဲ့အကြောင်းအရာကတော့ရုရှားနိုင်ငံဂျီလီဒေတာမှာရှိတဲ့ဆင်းရဲနွမ်းပါးတဲ့မိသားစုကပေါက်ဖွားလာတဲ့စိတ်သိမ်းမနှက်တဲ့ကောင်းလေးတူဦးနဲ့ထိုဒေတာမှာရှိတဲ့အရန်ချမ်းသာတဲ့အသက်ကြီးကြီးအမျိုးသမီးကြီးတူဦးတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုဟာတာလေးနှောပြီးတော့တင်ဆက်ပေးထားတာဖြစ်ပါတယ်အရက်ပူပူနဲ့ကောင်လေးကစိတ်သိမ်းမနှံ့သူဖြစ်တယောက်ဆောင်ထားတာဖြစ်ပါတယ်။နောက်မှာမိမ့်မိန်ကြီးထိုင်နေတာကတော့စိတ်မနှံ့တဲ့ကောင်လေးနဲ့ရှစ်ကြိုက်ကြမယ်အသက်ကြီးကြီးတထေးမကြီးပဲဖြစ်ပါတယ်။ရုရှားရိုးရပြသက်ထဲမှာဘာကြောင့်တရုတ်ရိုးရဝတ်စုံတွေနဲ့နောက်ခံတီးလုံးတွေကိုထည့်ထားရတာလဲလို့ကျွန်တော်ဆီယမ်မကိုမေးကြည့်လိုက်ပါတယ်။ဒါတွေကပြသက်အကြောင်းအရာနဲ့မဆိုင်ဘဲနဲ့ entertainment တက်တာလည်းဖြစ်တယ်လို့ပြောပြပါတယ်။ဒီလိုနဲ့မိတွေဖွင့်ပြီးတော့လူတွေထပ်ပြန်ကုန်တော့ကျွန်တော်ကပြတ်သက်ပြီးသွားပြီလားလို့မေးကြည့်လိုက်ပါတယ်ဒါပေမဲ့ဒါကပထမပိုင်းပဲရှိပါသေးတယ်နောက်ထပ်ဒုတိယပိုင်းစစ်ကြည့်ရအောင်ပါဂျားထဲမှာမိနစ်20 break ရပါတယ်လို့ပြောပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်ဒုတိယပိုင်းစစ်ကြည့်ရအောင်ပါပေါ့ဗျာЗамолчите, а? Маленька, если реагировали, а Матрёну прочь за грубость. နောက်ဆုံးကတော့တရုတ်ဆောင်တွေအားလုံးစုပြီးတော့ပြည်သက်တွေကိုနှုတ်ဆက်တဲ့အပိုင်းဖြစ်ပါတယ်ပြသက်လေးပြီးပြီဆိုတော့ကျွန်တော်ပြသက်ရုံတွေကိုအနည်းငယ်လိုက်ပြပေးပါမယ်ပြသက်ရုံလေးကနေမျိုးပြသက်ရုံလေးဖြစ်တဲ့အတွက်ဗမာထွေထူးတော့မရှိပါဘူးကျင်းလဲကျင်းပါတယ်ဒီနေရာမှာတော့တရုတ်ဆောင်တွေရဲ့ပုံတွေကိုချိတ်ဆွဲထားပါတယ်хватит, да. Много они хорошо вечером. Это артисты. Это артисты. ကဲအခုဆိုရင်တော့ကျွန်တော်တို့အနှွေးတွေယူပြီးတော့ပြန်มาတော့မယ်ခင်ဗျာ До свидания. ဒီနေ့ကတော့ကျွန်တော်ညနေကလေးကတည်းကလမ်းလျှောက်မယ်ဆိုပြီးတော့ဆောင်းကားထွက်လာတာအခုဆိုရင်တော့ည10:00နာရီခွဲပါပြီမြန်မာစံတော်ချိန်ညဆိုရင်တော့ည2:00နာရီလောက်ရှိပါပြီအဲ့တော့ပြသက်ရုံကိုရုရှားလို theater လို့ခေါ်ပါတယ် theater ပြီးတော့ပြသက်ကိုကြတော့ spectacle လို့ခေါ်ပြီးတော့ပြသက်ထဲမှာပါဝင်တရုပ်ဆောင်တဲ့သူတွေကိုတော့ artisti လို့ခေါ်ပါတယ်အဲ့တော့ရုရှားလိုငါတို့ပြသက်ရုံကိုရောက်ပြီဆိုရင် mi priехали в театр mi priехали в театр ပြီးတော့ငါတို့ပြသက်ကိုကြည့်ခဲ့တယ် и mi посмотрели спектакль ပြီးတော့စင်ပေါ်မှာတရုပ်ဆောင်တွေကိုတွေ့ခဲ့တယ် и mi увидели артистов на сцене ဆိုပြီးတော့လွယ်ကူတဲ့စကားလုံးလေးတွေကိုအသုံးပြုပြီးတော့နားလည်အောင်ပြောလို့ရပါတယ်ရုရှားဘာသာစကားကိုလေ့လာနေသူတွေအတွက်လည်းအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်